Tang nghe cứ béo tóm mà lẽ. Mai lâu tên nè, Blue Rock go ta cứ bộ mẹ, phá hoa ở cha đó, Blue Ridge Parkway ở bộ mẹ, tang nghe ở cha đó, Mai, phải đây, pha Mai đây. James Mai ở bộ mẹ, mà đó nè, mà mẹ toán cha mẹ. Boom go yao bi boom mama thakwe wan blowing rock ဆိုတဲ့နေရာလေးရောက်ပြီးဒါ visitor center ပေါ့နော်ခဏ parking ထိုးတာ visitor center မှာမေးလို့ရတယ်ဒီမြို့မှာပါတယ်လုံးလို့ရမလဲဆိုပြီးတော့ဒါတော့ sound twin ဆိုရင်ပေါ့နော်ဒါတွေကဒီကချစ်စရာလေစာအုပ်ကြည့်တော့ဟဲ့ဒါယူသွားမယ်နောက်ကလည်းငါရှောက်လဲတဲ့ About to run out. The Blue Ridge Parkway is right below us, and you're on 321. So you'll come 321, and the rock is out here, right here. I see. Okay. Yeah. Rock is Okay. right there. Okay. So you'll just go 3 miles. Awesome. But then when you come back, take a left at the first traffic light. Put you an X right there. Okay. And just come in from Main Street. Okay. Oh, then it will be in the town. Yeah, you'll be cool. coming right downtown. Okay. And there's all kinds of There's another visitor center Yeah. too. I see. The rock is out here. Out here. Okay. Blowing Rock. You can have this, Okay, thank you. and there is the town of Blowing Rock. And where we at? We're right here. Oh, we are right Oh, there. right. Okay. 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 So from the Blowing Rock, we can see Pittsburgh and then the Grandfather Mountain. Yeah. Okay, cool. Yeah, is open over to Grandfather Mountain Oh, and okay. 6 miles north. Okay. But do you welcome Santa Ma? Crystal. Crystal. မရှိဒီဟာတွေလက်ဆောင်ပေးတာအများကြီးပဲလက်ဆောင်တွေပြပါဦးလက်ဆောင်လေမဆောင်နေရောလက်ဆောင်တွေအများကြီးပဲပေးလိုက်တာ lip balm တွေရောအရင်အဲ့ဒီကအလုံးလုံးတဲ့ဦးလေးကြီးပဲပြောမှာပေါ့နော်ဖိုးอ่ะပေါ့နော်အရင်နော်စိတ်ရှည်อ่ะနော်တဲ့ကြိုက်တယ်ဟိုမှာကြည့်ပစ္စည်းတွေကဲဒီနေရာလေးမှာတစ်ပုံရိုက်မယ်ဒါက Blowing Rock ရဲ့ visitor center ခုနက Appalachian ရဲ့ visitor center ပေါ့နော်ဒါက3 minutes later မှာ3 miles later မှာ another visitor center ချစ်စရာလေးနားနော်တိုင်ရဲ့ဝေးရိုက်နားလိုက်တာအော်ဒါ restroom နဲ့နားလိုက်တာတန်လေးတွေဒါ welcome to the Blowing Rock တဲ့နော်သွားကြမယ် entrance admission requires ဆို admission ကလည်းဝယ်ပြီးသွားပြီ
admission ကဝယ်ပြီးသွားပြီ overlook ထွေးကဒီဘက်တဲ့နော် overlook ထွေးကအောက်မှာတဲ့သွားကြည့်မလားအရင်ဆုံးဒီဘက်ကိုမမီတို့ဒီလားမကျန် So for them, so Milo the spot got the best spot. Milo. Danger, do not cross over really, no? Not like that, Everybody climbing at their own risk. Hey, 叫，红妈叫，红妈叫的跟我见，谢谢你。သူကဘာကိုစူးစိုက်ပြီးကြည့်နေလဲမသိဘူးသူလည်းအကောင်တကာဟိုမှာချောင်းနေရ climb at your own risk တဲ့လှလိုက်တဲ့နေရာ
စစ်လာလိုက်တာဆိုသူကပတ်စံလေးယူထားတော့လေတေချာကောင်းကောင်းမွန်မွန်လေးလှုပ်ထားတယ်သမီးတို့ဟိုhanging rock ကကြတော့အဲ့လိုမဟုတ်ဘူးလေတင်မှာလူသွားလို့ဖြစ်တဲ့လမ်းနေလေဒါကြတော့တေချာလှုပ်ထားပြီတော့မကြီးမင်းရမမြင်ဒီကားလေပုံမှာတော့ဆုံးသွားပြီတော်တော်လာတယ်နော်1 2 3 4 5 6 7 8 9 10 11 12 13 15 16 19 20 21 22 23 24 25 150 steps. Whew. More Robbins Rich Trail တဲ့ဒီ trail က150 steps ဟာပြောတာဒါကဲအဲ့ဆိုအမမောရင်စောင့်နေခုံနီလေးမှာစောင့်နေရလာတယ်ဗျအော်ဒီမှာဒီပေါ်တက်ရမယ်ဒီပေါ်တက်ပြီးသွားရင်တော့အမြင့်ဆုံးနေရာရောက်သွားပြီ A grandfather mountain ဖြစ်မယ်ဒါတွေက pis ကများလားမသိဘူးသိလားဟိုဒီနေရာသူတို့ပြောတယ်ဒီကနေတွေ့ရမယ် pis ကကိုနောက်ထပ်တနားရီလောက်မောင်းရင်ရောက်ပြီ ဟို Sugar Mountain ရဲ့ resort တွေလေ ဟုတ်တယ်အဲ့တော့ upper deck ကိုလေမမေတို့က hanging rock တောင်သွားထားတာလေဒီလောက်က AC ပေါ့ alright ဒီမှာလာလိုက်တာကြလာလိုက်တာနော်ဒါလည်းတေးသေးချာချာလေးလှုပ်ထားပေးတာသမီးတို့ hanging rock ကိုသွားတော့ကြာဒီလိုမျိုးလေးတေးချာမလှုပ်ထားပေးဘူးဒါ blowing rock ရဲ့အထိပ်ဆုံးကိုရောက်ပြီโอ้ล่าလိုက်တယ်ကြာဟဲ့ဒီတော့ရှိချွန်လေးလာတယ်မကြာချွန်းနေရပဲအော်ဟိုအများလားမဖြစ်နိုင်ဘူးနော်အော်ဖြစ်နိုင်တယ်ဒါ grandfather mountain ရဲ့ဟို miles high လားအဲ့နေရာတင်တယ်ဟုတ်လားဖြစ်နိုင်လားဟိုမြေပုံလေးပဲရောက်ဒီမှာ tourist attraction ဆိုပြီးတော့လည်းပြထားတယ်။အော်ဒီမှာကြည့်ဖြတ်ခဲ့တဲ့ highway ဘေး။အော
ကြိုက်တဲ့ဂျမ်းနေ အဲ့မှာဒီတားခဲ့တဲ့ကိုပြီးချဖို့ရပြီမယ်တားခဲ့တဲ့အဲ့တော့ကိုင်လာပြီးတော့ရတယ်โอเคရှင်းတော့ပါကြည့်โอเค1 2 3ဟာပါ ပျော်သွားပြီပျော်သွားပြီ ဟိုအဲ့မှာတစ်ပေါ်လဲဦးနာ ဂျမ်းမိုင်းမှာဒါတွေတွေ့နိုင်တယ်တဲ့တန်းငယ် ဟောမမေကခုနကတိုင်းဘာဆိုင်တိုင်း blue อ่ะ ရူဘီတွေတဲ့ဂျမ်းရူဘီတွေတဲ့လည်းကြည့် ဖေကြိုက်လာတော့ဒီအဲ့ emerald ဒီအဲ့ကိုတော့မစားချင်တယ် မမေတိုင်းပြောတိုင်း emerald စီဒီမှာ emerald စီ ရူဘီတွေတဲ့ အဲ့တားခဲ့တီးတဲ့ဂျမ်တွေပါ ဒါရှိရကတရား ဟုတ် ဒီဟာဒါသိတယ်တန်းငယ်ဒီဟာသိတယ်မကျရူဘီ ချစ်စရာလေးတွေနော် ရူဘီတန်းငယ်သိတယ် ဒါဒါ yes အိုးဒီမှာ diamond နေလားကျန် nature လို့ smoky quartz လားဒါလည်း smoky quartz ပဲလား ဟောဒီတိုင်းမဲ့ glass box မှာထည့်တာ ဒီမှာတော့ smoky quartz တယ် မကြီးကြောက်ကပါကြောက်ကပါ နည်းနည်းတော့ကြောက်နည်းနည်းကြောက်တာဟုတ်တယ်နော်ဟုတ်တယ်မအများကြီးကြောက်တာမဟုတ်ဘူးစင်ဟုတ်ပြီဒီကဲကိုဒီကဲဟုတ်တယ် fish တွေလားဖေးတိုင်းငယ် fish တွေအများကြီးပဲဘယ်လိုမြင်တဲ့လဲ stay out of water နော်လာတော့မဖေဖေတို့စီသွားမလားဒီကနေလိုက်ခဲ့မလေးဒီနေရာလေးမှာထိုင်မင်းနေရုံပဲသူကရှိတဲ့နေရာအကုန်လှအောင်လုပ်ထားတာဒီနေရာမှာသူကရိုက်ဖို့နေရတယ်အများကြီးထားတာပေးတာအဲ့ဒီဒီကြောင်တစ်ကောင်လဲ model ကိုဖြစ်လို့အေးလေးဆောက်ပြီးတော့ခေါင်းကိုသွားကြတယ်သူ့ဖေတွေလူဆောက်ပြီးတော့လုပ်ထားတယ်ဟမ်ဒါကဘာဆိုအော်ဆုံးနေမှာလို့တော့မယ်$40စတယ်ဒါတော့တကယ်အသားအစ်စ်မို့လို့ပေါ့မပြောတော့ဘူးဒါအသားပွားမို့လို့ ကြောက်တယ်ပေါ့ town လေးက like small town လေးเนาะဒါပေမဲ့ဒီနေ့ weekend က May 10 graduation week နဲ့လည်းသွားဆုံနေရလုံးဝအပြည့်အကျက်ပဲဟေးကားရက်ဖို့နေရလည်းမရှိချစ်စရာလေးစားတော့ဆိုင်တွေမှာလည်းလူတွေပြည့်ကျက်လူတွေဘွဲယူနေတဲ့လူတွေလည်းရှိတယ်ဘွဲဝတ်စုံတဲ့လူတွေလည်းတွေ့တယ်ဒီကဒီမှာ gift shop လေးတွေအဲဒီမှာ boutique လေးတွေရှိတယ်ဒီမှာအင်းကြီးဆိုင်လေးတွေထီးဆိုင်လေးတွေကို fashion ကအဲ့ဆိုင်လေးလိုမျိုးကနေပြီးတော့ဝယ်လာတယ်ဒါ UK လမ်းနေပါလေပါတယ်တော့ so restaurants and pubs ဒီဆိုင်လေးမှာဝင်စားကြမယ်အပြင်မှာထိုင်ကျင်တာနဲ့အတော်ပဲthank you ဒီမှာ ice cream ဆိုင်လေးနဲ့လည်းနင်းနေပေးမိုက်တယ် efficient ချစ်ဟုတ် နော်ဒီ zucchini နေတာ အဲ့ဒါရောက် ကဲဖိကုန်ထိဖိကုန်နဲ့ ရှင်းပါ အော်ဟိုကလေသူက pickle မလို့ big food one thing discussing pickle I hate pickle စားနေဘောတာ pickle မစားတခြားစား brought you to
တော်တော့ ဒူးရင်သီးနဲ့တူတဲ့ဖနက်ကိုသူကဝယ်ဒူးရင်သီးလာပါခေါ်တယ် ဒီအခုက strap ရှိရ strap ရှိရအခုက stone တွေထိုးတွေ take stick out thank you ဘယ်လိုလဲโอเคလားဟုတ် ဘယ်တော့တက်ထည့်လဲ သူက blowing rock ကနေပြီးတော့9မိုင်လောက်မောင်းလာလို့ရှင်ဒီ Julian Park Memorial Park Julian Price Memorial Park ဆိုတာရှိတယ်အဲ့ဒီ lake လေးမှာခဏရက်မယ်ပေါ့နော်အဲ့တော့ဒီနေ့က May the 10th Place got bought. Mother's Day ဒါက Blue Ridge Parkway လို့ခေါ်တယ်သူက blowing rock ကနေပြီးတော့9မိုင်လောက်မောင်းလာလို့ရှင်ဒီ Julian Park Memorial Park Julian Price Memorial Park ဆိုတာရှိတယ်အဲ့ဒီ lake လေးမှာခဏရက်မယ်ပေါ့နော်အဲ့တော့ဒီနေ့က May the 10th Place got bought. Mother's Day ဒါက Blue Ridge Parkway လို့ခေါ်တယ်နော်အဲ့လိုမျိုးတောင်လမ်းနေတောင်ရဲ့โอเคဟိုကျမိုက်တယ်ကျန်ဒီကနေသွားမလားဖေဖေတို့နောက်ကလိုက်